ဒါကတော့ Minecraft hardcore ပဲဖြစ်ပါတယ် Minecraft ထဲမှာဆိုရင်အခက်ဆုံး game mode တစ်ခုဆိုလည်းမမှားပါဘူးပုံမှန် mode တွေမှာဆိုရင်တော့ bro ကတင်ပြန် spawn လို့ရပါသေးတယ်ဒါပေမဲ့ဒီ hardcore မှာတော့ bro ကတည်သွားရင် bro ရဲ့ wall ကိုသူ့မလိုပဲထောက်ရဆုံးရှုံးလိုက်ရမှာဖြစ်ပါတယ် bro ကမတည်အောင်နေမယ်လို့စဉ်းစားရင်တော့ရပါတယ်ဒါပေမဲ့တွေတော့မလွယ်ဒီထဲမှာ hostile mode ရတင်နေတာလေးနှစ်ဆလောက်ပို့ပြီးခန့်နေမှာပါဒါပေမဲ့ကျွန်တော်ကဘယ်လောက်ပဲခက်ခဲဒီ Minecraft hardcore မှာအသက်ရှိသွားမှာပဲဖြစ်ပါတယ်ဒါကတော့ Minecraft hardcore episode 1မှာဒီဝဲမှာပဲတည်သွားမလားဆိုတာကတော့ကြည့်ကြတာပေါ့ Oh my god ကျွန်တော်တည်တော့မယ် Oh my god စစချင်းစပွန်နဲ့ကနေတည်တော့မယ်ဟာအာရောစပွန်နဲ့ပိုင်ဝင်ကြည့်အောင်နေပိုင်ဝင်ငါဘယ်လိုလုပ်ရတော့မှာနေရနေသေးဒီကောင်းရောကွာကျွန်တော်ဒီတည်းနေပြန်ပြီနေနေရောโอเคတစ်ပင်လေး AC ခုတ်ပြစီအောင်ကဲကျွန်တော်စနာတော့စပါပြီစပွန်နဲ့ပိုင်ဝင်နေပိုင်အောင်ဆိုတော့ပစ္စည်းရှာနေစားစားတော့ဘယ်လိုရှာမလဲမသိဘူးဗျပြီးတော့ကျွန်တော်လည်း Minecraft ရမ်းမဆော့တော့ဘူးအဲ့တော့ hardcore ကြီးလဲဆိုတော့ကဲပြပြမတနိုင်ဘူးလေကျွန်တော်တို့ protection ကိုကြိုးစားအောင်ဟုတ်တယ်မလားတော့ကျွန်တော်တစ်ပင်လေးရင်ပြန်ခေါက်လိုက်ပါအောင်ပဲဗျာအိုးကျွန်တော်မှတိုးလားမသိဘူးတွေ့ပြီဟုတ်တယ်တိုးဟိုကျွန်တော်တိုးသေးပြီဗျโอเคတော့ကျွန်တော်တိုးသေးပြီဆိုတော့ကျွန်တော်အမြင်လောက်ရမှာကျွန်တော်စဉ်းစားရင်ကျွန်တော်အဲ့ရဘယ်ရအောင်ယူမှလည်းမသိဘူးကျွန်တော်အဲ့ရဘယ်လိုယူကြကဲကျွန်တော်ပစိမ့်ရဲ့ဖိခဲ့ရဲ့လို့ပြီးအဲ့ကောင်ကျွန်တော်ညီမတက်လိုက်မယ်တိုးလေးရဲ့ဒီနေ့တော့မင်းပေါ်ရေးဆက်ချလိုက်တော့ဘယ်ရောက်ပါဟုတ်တယ်အော်ဒီမှာမင်းပေါ်ရေးဆက်ချလိုက်တော့โอเคကျွန်တော်နည်းထက်လိုက်ရှာတော့မယ်ထက်ရှိဦးမလားမသိအစိစားတာတော့တကယ်ရှားမှာနော်ကျွန်တော်တို့ဟိုဒီကောင်တာတူးမအိုးသတိထားကျွန်တော်ပြုတ်ကြရင်နော်ဟဲ့ပြီးလိမ့်မယ်ဟာကောဆောပါလေဆိုကွာပေးတဲ့ Minecraft စီကိုတောက်တလွေးခွေးကလာထင်နေသေးတယ်ကွာအဲ့ဟာနစ်ပြီကျွန်တော်အမြဲနစ်နေရပဲโอเคကျွန်တော်တို့တိုးလေးနစ်ပြန်ပြီကွာဒီမှာလဲပေါင်တာ snow ကျွန်တော်ဘယ်လိုသွားကြမလဲပြောရင်းဆိုရင်လည်းထက်နေတာဟေးဒီဘော်လေးရရှောက်သွားမယ်ဟုတ်ပြီကျွန်တော်တိုးတော့ထပ်မတွေ့တော့ဘူးကျွန်တော်နွားတွေ့နွားလူအပြုတ်ချလိုက်โอเคရိုင်းငါလည်းငါမျိုးကြည့်မယ်တီဝါးကြီးဟာကျွန်တော်အဲ့ဒါသွားကြည့်အောင်ဟုတ်စေကျွန်တော်မနှင်းလေးကြောက်တုံးလေးပါလေးတူးကြရအောင်ဗျာโอเคကျွန်တော်ဒီမှာကျွန်တော် top ပိုင်းတွေ့ပါတယ်โอเคကျွန်တော်အခု update က copy ပိုင်းနဲ့မလုပ်ရရချင်းဗျာအဲ့ကျွန်တော် copy ပိုင်းလည်းတူးပါမယ်လောဆယ်ကျွန်တော် copy မတူရင်အရင်တော့ကျွန်တော်ကြောက်တုံးစီးလေးနည်းနည်းပါလောက်ရမှာဗျာဟုတ်တယ်မလားအဲ့ကျွန်တော်အရင်ဆုံး basic 2တွေအရင်လုံးလိုက်မယ်ဥပမာဓာတ်တို့ကျွန်တော်ပစိန်တို့အဲ့ဒါအရင်လုံးလိုက်မယ်ဗျာတော့ဘာထက်လုံးနေသေးဟာโอเคအဲ့ဒါကျွန်တော်ဓာတ်မလုပ်ခင်ကျွန်တော်အရင်ဆုံးဒီ copy အရင်တူးပါမယ်ကျွန်တော် copy မလေးလုံးမယ်ပေါ့နော်โอเคကျွန်တော်တို့အခုဘာလုပ်မလဲဆိုတော့ကျွန်တော်တို့အရင်ဆုံးဓာတ်စနလောက်ရမယ်ဓာတ်လောက်လိုက်အောင်မယ်ပေါ့နော်ပြီးရင်ကျွန်တော် file လေးတစ်ခုလောက်ထားလိုက်မယ်ဗျာဒါမှကျွန်တော်တို့ copy နဲ့ iron ကိုကျွန်တော်တို့အဲ့မှာကျိုးလို့ရမှာဟုတ်မလားပြီးရင်ကျွန်တော်နည်းနည်းပါးလေးခရီးထွက်ကြည့်မယ်ဒီနားလေးတော့ဘိုက်ကိုโอเคကျွန်တော်တို့ဒီမှာ copper လေးကြိုထားချင်အောင်ဗျာညံ့အောင်နေဆိုကျွန်တော်ဒီထဲမှာပဲခဏလောက်နေမယ်ပေါ့နော်ပြီးတော့ကျွန်တော် campfire campfire ကိုကျွန်တော်တုံချောင်းလုပ်သေးတယ်โอเคဒါမှကျွန်တော်တို့အစားအစာတွေကို infinite ကြော်နိုင်မှာပေါ့ဟုတ်မလားရောโอเคရပြီကျွန်တော်တို့အဲ့တော့ကျွန်တော်တို့မနေ့ကအားလုံးနဲ့ပြည့်ကြပါမယ်အခုကျွန်တော်မနေ့လေးဆိုကျွန်တော်တိုးမွေးရင်တော့လိုက်ရှာပါမယ်ကျွန်တော်တိုးမွေးရမှအဲ့ရလုပ်လို့ရမှာဟုတ်မလားโอเคကျွန်တော်ဒီချက်လေးတက်လိုက်အောင်မယ်ရော့ကွာโอเคကျွန်တော်မှပြည့်စည်များပြီးတော့ကျွန်တော်တက်မယ်ဗျရော့ပြီးရင်โอเคရော့ကျွန်တော်အရင်တော့တိုးမွေး test လိုက်ရှာအောင်မယ်
မတော့နွားတွေတွေ့ဗျကျွန်တော်မှလိုချင်တာတိုးဗျနွားတော့မဟုတ်ဘူးကျွန်တော်အဲ့ဒါလေးတက်လိုက်ပါမယ်ဟုတ်တယ်မလားခရတီကေနဲ့တက်မှာဒါတစ်ချက်နဲ့မသိဘူးကျွန်တော်ဒီမှာဟွာတော့တွေ့ဟယ်လိုခွေလေးဝေးဒီကောင်တော့တက်ကြိုက်တဲ့ထားပဲဟိုကျွန်တော်လူငယ်3ဝက်တောင်လဲရပြီဗျကျွန်တော်ဒီကောင်ကိုကျေးဇူးတင်တယ်ကျွန်တော်ဒီကောင်ကိုဘာလုပ်ပေးရမလဲစားမလားဒါကြိုက်လားဒါစားမလားယောဟာ sorry oh my god sorry ကျွန်တော် sorry တောင်းမှန်နေယော sorry ပါဟဲ့ကြေးရ okay ကျွန်တော်ခု3ဝက်ရဆိုတော့အင်ပြန်ရအောင်အဲ့ဒီလိုလေကျွန်တော်လည်းပစ္စည်းအပြင်ပြီးတော့ကျွန်တော်ခေးတစ်ခုထွက်လာခဲ့ပါတယ်ဒါပေမဲ့အဲ့ခေးမှာကျွန်တော်မမျှော်လင့်စရာတစ်ခုဖြစ်သွားခဲ့ပါတယ်မကျွန်တော်ပို့လာပဲယောမတစ်ခွက် oh my god okay ရကျွန်တော်ပြောင်းယောပါလေယောမင်းလာပို့လာပဲဆိုတာယောတီးတော့မယ် okay ယောမင်းလည်းတီး oh my god ဆရာကြီးကွာ okay ကျွန်တော်နည်းနည်းပါလေးဆက်သွားကြရအောင်ကျွန်တော်တော်သေးရနော်မသိလို့ဆက်သွားလိုက်အောင်ပဲ A few moments later okay ကျွန်တော်မနောက်လည်းပို့လာပဲတဲ့ကောင်တွေ့ရော okay ဒီမှာကျွန်တော်တက်ပြန်မယ်ဒီကိုလွယ်လေး okay oh my god